လေးရလေခလေးရကျင်တဲ့လူတွေပဲစားလို့ရတာလားဒါမှမဟုတ်ရင်အမားတို့ကပေါ့နော်တားစီးတွေသုံးတာများပြီးတော့ယာသီတွေမမှန်ဘူးเนาะယာသီတွေကိုပြန်လဲမှန်ကျင်တယ်တိုင်ရင်အားကောင်းကျင်တယ်ဘလို့လေးစားလို့ရလဲဆိုရင်ဟောဒီကယိုလေးကိုစားပေးလို့ရတယ်ရှင့်ဒီယိုလေးကိုဒီလိုလေးပေါ့နော်မနက်နဲ့စောညနဲ့စောဒီလိုလေးပုံမှန်စားမယ်ဆိုရင်အမျိုးသမီးတွေဆိုရင်ဒါဒီမှန်မယ်တိုင်အားကောင်းမယ်ပေါ့နော်ဟိုကတားစီမျိုးမျိုးသုံးတာလို့နော်ဓာတိရထိန်နေတယ်ရာသီတွေမလာဘူးနဲနေကန်စားနေရတယ်ဆိုရင်နော်ဒီပူလေးကိုသုံးပေးလို့ရတယ်ဒီလိုတစ်လားစာတစ်ပူပေါ်မှာ39,500ရတယ်ဒီလိုနောက်ဆုံးအဝါစားပေးရတယ်ဒီတစ်ခွက်အဝါစားဖို့မမေ့ပါနဲ့အဲ့လိုစားပေးရုံနဲ့ညာသီတွေလိုင်းပေါ်များပြီးတော့ဘာသာသေးကြောက်ပဲဖြစ်ဖြစ်ရာသီထိန်နေတဲ့သူတွေစားပေးလို့ရပါတယ်ဒီလိုတစ်လားစာတစ်ပူပေါ်မှာ39,500ရတယ်ငါကျင်နေမေးကျင်နေဆိုရင်တော့254 1369ကြပါနေဆက်တယ်မင်းများမိုင်း